အဲ့တော့ကျွန်တော်တို့ကျောင်းသားတွေဒီဘက်တင်တဲ့ကာလနှစ်လပြီလို့ဘိုးဘက်ရောက်တဲ့အချိန်မှာအားနေလို့မို့အားမဟောဒီထိုင်ရန်ကြည့်နေတယ်လားအဲ့တော့ဟိုဘက်ကိုကျော်တဲ့ရောက်လို့အားနေတဲ့အချိန်ရှိကြကြောင်းရှိတယ်အားနေလို့ရှိရင်ဘာလို့လဲမကြည့်ရင်ဘာလို့အားလုံးမကြည့်တာပြဿနာအားနေရတာလည်းလည်းဘူးလို့တိုင်းခါA20s ကိုနောက်ကနံပါတ်ဘယ်လောက်လဲဆိုတာရှိသေးတယ်လေဥပမာဟိုလေ Jason Ronaldo ဘုန်းထဲမှာ A20s လို့ရိုက်ထည့်လိုက် model က10ခုလောက်ရှိတယ်အဲ့ဒါ10ခုလုံးမင်းတို့တောင်းလို့ဆွဲလို့မရအောင်အဲ့တော့ A20s ရဲ့ model နံပါတ်အတိအကျသိဖို့အတွက်အဲ့ဒီ recovery mode ကိုဝင်ရတာပြီးရင်အဖြတ်လေး3ဖြတ်ရှိရမလားရှင်းဆုံးတစ်ဖြတ်က Android version ဘယ်လောက်လို့ရေးထားလဲ11အဲ့ဒါဆို Android version 11ဆွဲမယ်ပြီးရင်နောက်က model နံပါတ်တတိယတစ်ဖြတ်မှာ A207S အဲ့ဒါ model နံပါတ် S လား F လားအဲ့ဒါ model နံပါတ်ပြီးအနောက်ကအဲ့ F ရဲ့နောက်ကဟာတွေက baseband version မတူလဲရေးလို့ရတယ်ဒါပေမဲ့အဲ့ baseband version မျိုးလို့ရေးမှန်ထားဖို့လက်မရတာမို့လိုအပ်တယ်အဲ့ဒါတက်လို့ရှိရင်အဲ့တိုင်းဒီနေ့တော့တို့ကျောင်းသားတွေအဘီယာကျောင်းတက်ရောက်ဖို့တွေအကြောင်းတိုင်းပြပြီးပေါင်းတို့ IC ဖြုတ်ပြပြီးနောက်သူတို့ကိုယ်တိုင်အနိုးဘုတ်ထဲကပေါင်း IC ဖြုတ်တက်လေ့ကျင့်ပြုလုပ်နေကြပြီဖြစ်ပါတယ်။ပေါင်းနိုးဘုတ်ပေးလိုက်တယ်ဗျာ။ပေါင်း IC ဖြုတ်မယ်ဗျာ။ပြီးခဲဖို့ပြီးပြန်တက်ပြီးနိုးရတော့ဆိုရင်သူပေါင်း IC တစ်စင်းအောင်တယ်ပေါ့ဗျာ။ဒါတော့ normal တွေသူတို့ကတော့ဒီနေ့မှခဲဖို့အစားလေ့ကျင့်တာဖြစ်ပါတယ်။IC ခဲဖို့လေ့ကျင့်နေကြတာပါသူတို့ကတော့IC ခဲဖို့လေ့ကျင့်နေတာပါသူတို့ကတော့ဒီနေရာမှာ MIS EDG H ကနေပြီးတော့ရှာလို့ရှိရင် bin ဆိုတဲ့နေရာကနေသွားရှာပြီးတော့ Chrome ကနေပြီးတော့ရှာလို့ရှိရင် Google ကနေပြီးတော့သွားရှာတယ်အဲ့ဒီမှာ H ကပါလဲ H က browser BROWSE က browser ဖြစ်ပြီးတော့ bin ဆိုတာကကြတော့ search engine မတူပါဘူး SEARCH search engine နောက်တစ်ခုအဲ့လိုပဲဒီမှာလဲ Chrome ဒီ browser Chrome ဒီ Google ကုမ္ပဏီကထုတ်ထားတဲ့ browser ပါ